ဖေဖေတန်ငယ်ချင်းသူရောက်လာတော့အချိန်นี้သင်္ချာပု္ပ္ပာတစ်ပုဒ်အဖြစ်မထွက်၍ကျွန်တော်အုံနောက်၆နေချိန်ဖြစ်သည်သူခြံတကားဖွင့်ဝင်လာသည်ကိုကျွန်တော်မသိလိုက်ပါအိမ်တကားဝမှာလာရက်သည့်အရေးတစ်ခုကကျွန်တော်လေ့ကျင့်ခန်းစာအုပ်ပေါ်ထိုးကျလာတော့ကြောက်တာကျွန်တော်မော့ကြည့်လိုက်မိခြင်းဖြစ်သည်ထိုကမှသူ့ကိုကျွန်တော်မြင်လိုက်ရခြင်းဖြစ်သည်သူ့ကိုမြင်ချင်းမိသူမဆိုသတိထားမိနိုင်မည်ချက်မှသူ့စပင်ဖြစ်သည်သူ၏အညိုရောင်စပင်များသည်တွန်းခွေလိန်ကောက်ခြင်းမရှိပျော်ပြောင်းဖြောက်စင်လျက်ပကုံးပေါ်မထိတထိကြာနေသည်လေးတော့ကြမီးစိတဝိုက်ပင်ရှေလျာတော့ပတိုင်ငွေခက်ကျဲကျဲရှိသည်နှကမ်းမွေးနှင့်မုတ်စိတ်ကြားမှာသူ့နှကမ်းသည်ဖြော့တော့မြင်းဝေးတစ်ချောင်းသာဖြစ်သည်ညုံမောင်းသောသားရင်ဖြင့်သူသည်ကျမ်းမာတောက်တင်သောလူလက်ပိုင်းတွင်ယောက်ျားကြီးတစ်ယောက်ဖြစ်သည်သူ့မျက်လုံးများကကျင်းမယောင်ရှိတော့လေနတ်မောင်တောက်ပါနေသည်မင်းကကြော်စမ်းရသားထင်တယ်အတန်မှာခွန်အားအပြည့်ကျွန်တော်အားကြတော့အတန်မျိုးကျွန်တော်ခဲတံကိုပြစ်ချလိုက်ပြီးခိုင်နေရာမှာထိုင်ရကဖိုလူစိန်အားအပြေးပေးလိုက်သည်ဟုတ်တယ်သူတွေကျွန်တော်ရှိရတော့တလန်းချင်းရှောက်လာသည်သူ့ချီကပ်ပုံမှာဧည့်သည်တယောက်အိမ်လာလေဒီနဲ့မတူပဲဈေးဝယ်တယောက်ကသူဝယ်မိပစ္စည်းကိုစိုးစမ်းတွက်ချက်ပြီးချီကပ်လာပုံမျိုးဖြစ်သည်သူ့ကြောတွင်လွယ်ထားတော့အနက်ရောင်ကြောကိုအိတ်သည်ခပ်ဖောင်းဖောင်းဖြစ်ကဣသွဲကြနေသည်ဟာလောက်ကတဲ့နှစ်20ကကြော်ဆန့်ကလေးပါပဲလားစကွဲပေါ်သူ့ကြောကိုအိတ်ကိုဘုတ်ကနေပစ်ချလိုက်ပြီးကျွန်တော်ကိုစိုးစိုက်ကြည့်နေပြန်သည်ဦးလေးကဖိဖိတီလားကျွန်တော်ကစိတ်အားထက်တန်စွာမေးတော့သူကကျွန်တော်ခေါင်းကိုပုတ်၍ခါဟာရီမော်သည်သူကအတားရပုတ်လိုက်ဟန်ရှိတော့လေကျွန်တော်နည်းနည်းနာတော့ပါသည်အသိဆိုပါတော့ကွာဒါကမင်းကနာမည်ကြားဘူးလားမကြားဘူးလားဆိုတဲ့အဖြေပေါ်မှာမူတည်တာပေါ့မင်းကကိုသိသလားကျွန်တော်သူ့မျက်နှာကိုမော့ကြည့်ပြီးခေါင်းရမ်းပစ်လိုက်မိဖြူပြီးမှခဏတွန့်ဆုတ်သွားပါသည်ထိုမျက်လုံးများကိုကျွန်တော်မြင်ဘူးတယ်လို့ပဲဗမာမြင်ဘူးမှမသိပါဆူရှာတီမျက်လုံးမျိုးထို့အပြင်မထီလေးစားလောင်ပြောင်လိုတော့မျက်လုံးမျိုးအရာရာကိုရီမောလိုတီမျက်လုံးမျိုးချစ်ဆိုတဲ့နာမည်မင်းဖေပြောတယ်ကြားဘူးလားဟာကျွန်တော်သူ့ကိုတန်တော့ကြည့်ပြီးနောက်စိတ်ထဲပျော်ရွှင်လာသည်ကျွန်တော်သိတယ်ကျောင်းတိတ်လက်တာပဲဆိုတဲ့မျိုးချစ်လားသူဟဟဖဖရည်သည်သူ့ရည်တန်းသည်ကြမ်းတမ်းပွင့်လင်းသည်ကျွန်တော်မကြာခဏပုံဖော်ကြည့်ဖို့တော့စိတ်ကူးတွေကဖေဖေတန်ငယ်ချင်းသည်ယခုလိုသပင်ရှိမရှိမုတ်စိတ်ပတိုင်မွေမရှိဒီလိုဆိုတော့လေကျော်စံကငါ့ကိုမမေ့ဘူးပေါ့သူ့အပြုံပြောက်သွားပြီးကျွန်တော်ရှေ့ကထိုင်ကုန်နေခလီလေးဝင်ထိုင်သည်ထိုကကြမှာပင်ဧည့်သည်ကိုထိုင်ပါဟုသောစကားဖြင့်အဲဝတ်မကြေပွန်ခင်မှတတိယသွားမိသည်ထိုင်လေကွာမင်းနာမည်ကဘယ်လိုတော့ကျွန်တော်တွန့်ဆုတ်စွာပြန်ထိုင်လိုက်သည်မင်းခေါသူကလေဆက်ချုံ၍ကျွန်တော်မျက်နှာကိုစစ်ဆက်ကြည့်သည်မင်းဖေပေးတဲ့နာမည်တော့ဖြစ်နိုင်ဘူးမင်းမေပေးတဲ့နာမည်ပဲဖြစ်ရမယ်ဟုတ်လားကျွန်တော်သူ့စကားကိုအတိတ်ပဲမပေါက်နိုင်ပဲအနှင်းကြီးစိတ်ရှုပ်ထွေးသွား၏မသိဘူးဖေပေးခဲ့သလားမေပေးခဲ့သလားကျွန်တော်တခါမှတော့ထဲမစင်စားခဲ့မိပါဘူးသူကခေါင်းတင်းတင်းလောက်ကအင်ကန်းပတ်ဝန်းကျင်ကိုဟိုတီတီမျက်စိဝေး၍ကြည့်နေသည်မမေပေးတော့လေကျွန်တော်နင်းငယ်စိတ်ရှုပ်သွားသည်အမေဈေးတော့လေဟုတ်လားငါဈေးဘက်ကနေဒီကိုရှောက်လာတာပဲမတွေးခဲ့ဘူးအေးလေငါတို့မျက်နှာချင်းဆိုင်စုံချင်းစုံခဲ့မှာပဲတယောက်နဲ့တယောက်ဘယ်မှတ်မိမှာလဲဒီလောက်နှစ်တည်းကြာနေတာကျွန်တော်သူ့ကိုမျက်လွှာပေးကြည့်မိသည်ဖေဖေအကြောင်းဦးလေးဘာလို့မမေးလဲထိုကသူသည်ကျွန်တော်ပုတ်ခုံးကိုခောက်တို့တော့အင်အားအပြည့်ဖြင့်ဖတ်လိုက်သည်ဒါရင်မင်းအဖေမနစ်ကစုံသွားတယ်ဆိုတာငါသတင်းကြားပြီးပါပြီသူ၏တိုးတိတ်သောအတန်ကြောင့်ကျွန်တော်ပြုံးခနဲ့မျက်ရည်လဲလာသည်ကျွန်တော်ဖေဖေသည်ကြီးကျယ်မြင့်မြတ်သောရှားပါသည့်ယောက်ျားတစ်ယောက်မဟုတ်တော့လေကျွန်တော်အတွက်တော့အလွန်ချစ်မြတ်နိုးပွဲဖခင်တစ်ယောက်ဖြစ်ခဲ့ပါသည်ဖေဖေသည်တာမန်ကျောင်းဆရာတအုပ်ဖြစ်သည်ကျောင်းသားတွေပေါ်စေတနာထားပြီးသူ့အလုပ်သူတာဝန်ကျေသည်ကျောင်းဆရာဘဝကိုတွေ့တာပြီးတခြားနည်းဖြင့်ငွေရှာဖို့စိတ်မဝင်စားသူဖြစ်သည်မေကတော့ဖေဖေအပေါ်မညှို့ညင်ခဲ့ပါမင်းမေအလောက်ကင်စင်ပြေးရလားဟုတ်ကဲ့မေရုံးလောက်ကထွက်လိုက်တာကြပြီဈေးရှိတိုက်တန်းမှာကုံကျောက်ဆိုင်ခွင်လာတယ်ဖေမဆုံးခင်ကတည်းကပဲသူကကျောပိုးရီထဲမှာပါလာတော့ပစ္စည်းများကိုထုတ်၍ဇပွဲပေါ်တင်သည်မွေးဖွားမျက်နှာတုပ်ပွားအေးရခင်ဆောင်းနဲ့ယောက်ျားဝတ်ချီချောလုံးကြီးအသစ်ဆက်ဆက်အထုံများဖြစ်သည်
ဒါတွေသိမ်းထားလိုက်အောင်ညနေကျမှငါပြန်လာခဲ့မယ်ခုနောက်သူပြုံးကနေထိုင်ရမှထားလိုက်သည်ဦးလေးကကြောင်းเสียမဟုတ်ဘူးနော်ဘာဖြစ်လို့မိတာလဲကျွန်တော်ခေါင်းကိုခပ်ဖောက်ကုပ်လိုက်မိသည်အော်ကျွန်တော်တင်ချတပုတ်တွက်မရလို့ကျွန်တော်ဖွင့်လက်စာစာအုပ်ကိုငုံကြည့်ပြီးသူကခုံးတွန်လေသည်မင်းဖေနဲ့တော့ဘယ်သူနိုင်ပါမလဲကွာငါ geometry ကိုမသိဘူးငါသိတာတန်100ပေလက်မနဲ့ဈေးနှုန်းပဲဦးလေးကဘာလုပ်တာလဲတခွဲဆက်သူထွက်သွားတော့အခါကျွန်တော်သူ့နောက်ကျောကိုငေးမော၍ကြံခဲ့သည်မိမိသူ့ကိုတီးလာမိမိကမျက်နှာမှာတနခါကိုလက်ညှိုးကလေးလေးညှိရင်ခပ်ဖောက်ပြုံးလေတိတာပဲတမျိုးလေးနေပြီးတစ်နှစ်တည်း10တန်းရောက်တဲ့သူ3ယောက်တူတူလားမိမိကကျွန်တော်ကိုမျက်ခုံးပင်ကြည့်သည်3ယောက်မဟုတ်ဘူး2ယောက်အဲ့ဒီကိုမျိုးချစ်ကမင်းဖေဖေရဲ့တငယ်ချင်းပဲသူတို့2ယောက်ကအလဲတန်းကျောင်းသားဘဝကလေးကနေငကွေးတက်ကလေးရောက်တဲ့ထိတွဲခဲ့ကြတာမိကရောမိကငကွေးခေါ်လေးရောက်မှသူတို့နဲ့ခင်တာလေမိကသားဖေဖေနဲ့ပဲပို့ပြီးရင်းနှီးခဲ့တာပါသူ့ကိုတော့မိ3-4ခါပဲစကားပြောပူတယ်အခုမြင်မှတ်မိမယ်မထင်ဘူးသူကတမျိုးပဲဘလို့တမျိုးလဲခုကျွန်တော်မမေးရသေးမိကဆက်ပြောသည်မင်းကြောတဲ့ကတင်နဲ့မင်းကလေးတွေကိုတိတ်ကြီးဆိုင်ဟန်မတူပါဘူးမိကိုရောသူကျူးဆိုင်ခဲ့ဘူးလားဖို့မေးခွန်းကိုကျွန်တော်မမေးပါဟိုတုန်းကတော့မိဟာတိတ်လာတာပဲအေဗန်ထဲမှာမိငယ်ငယ်ကဓာတ်ပုံလေးကျွန်တော်တွေ့ရတယ်ဖေဖေဓာတ်ပုံကနေသည်ဖေကအေးဆေးတိမ်မွေသည်ဓာတ်ပုံရိုက်ဖို့ကိုတော့အလုံးမင်းရှက်တီဟုမိပြောဖို့သည်မင်္ဂလာပွဲတွင်ရိုက်သည့်ဓာတ်ပုံမှာတပါဖေနဲ့မိနှစ်ယောက်တွဲဓာတ်ပုံမရိုက်ဘူးပါတို့တော့ဖေနဲ့တိတ်ခင်နေဆိုတော့ဖေတန်ငယ်ချင်းဦးမျိုးချစ်နဲ့တွဲရိုက်ထားတော့ဓာတ်ပုံဖေစီမှာရှိနေသည်ဖေတို့10တန်းနှစ်တုန်းကရိုက်ထားတော့ဓာတ်ပုံဖြစ်သည်ဓာတ်ပုံထဲမှာဖေသည်နုနယ်ပြုံမြင့်စွာပြုံးရည်နေလေသည်ယခုပြန်စဉ်းစားတော့ဓာတ်ပုံထဲကဦးမျိုးချစ်သည်မဟုတ်မခံစိတ်ဖြင့်အရာရာကိုအလေးနဲ့ထားပုံရလျက်မနေ့ကဦးမျိုးချစ်ကတော့အရာရာကိုလောင်ပြုံတရော်လိုဟန်မျက်နှာပေးရှိသည်ဓာတ်ပုံနဲ့လူအကြားကွဲပြားခြားနာခြင်းလားကျွန်တော်မကွဲတတ်ပါသူဗမာတဲတယ်လို့သားကိုပြောသွားသေးလေမပြောဘူးမိသူကျွန်တော်ကိုဘာမှပြောမသွားခဲ့ပါသူကဒီမြို့မှာအိမ်မရှိဘူးလားမိမရှိဘူးထင်တာပဲသားရဲ့သူ့မှာအဖေမေတော့မရှိဘူးသူ့ဦးလေးနဲ့နေတာလို့သားဖေပြောပူတာပဲအခုအဲ့ဒီဦးလေးရှိလားမရှိလားမသိဘူးလေရှိမှမဟုတ်တော့ပါဘူးဒါကြောင့်တော့ဒီမြို့ကိုသူတစ်ခါမှမရောက်တာပေါ့ကျွန်တော်လွန်သိကျင်နေတဲ့မိခုံးကိုမမေ့အောင်မေးလိုက်မိသည်ဘာဖြစ်သူကအခုဒီကိုပါလာလို့တာလဲမိကကျွန်တော်ကိုမျက်လုံးပြူပြီးပြုံးကြည့်သည်ဟောတော့ဘယ်နဲ့လုပ်ပြီးသိမလဲမိနဲ့မှမတွေ့လိုက်ရတာဒါကမမေးလိုက်ဘူးလားမိဒီစဉ်းစားတယ်လို့လိန်သက်တွေ့ဝေသွားသည်မိနှစ်ဘူးဆန်းစမှာဘလို့မှဖိတင်ရင်းများတော့ဆန်ရင်စကလေးများဝဲလွှင့်လျက်ရှိသည်နှစ်ဖူးမှာအရေးအကြောင်းများပေါ်လွင်စပြုတ်လာတော့လေမျက်လုံးမျက်ခုံးများကငယ်ရွယ်စဉ်ကလိုတောက်ပါမြင်ဖြစ်၏လူကြီးပီတာစွာဣန္ဒြေယယုံပြေပြီးတွေ့လျက်နေသည့်မျက်နှာပြင်တွင်အသားရည်လျော်ရဲမှုညှို့ညစ်မှုလုံးဝမရှိဘာပဲဖြစ်ဖြစ်မဟင်းလေးပါလေတော့ထလောက်လိုက်အောင်မှဖြစ်မယ်မိဖို့ခန်းနဲ့ဝင်သွားတော့ကျွန်တော်အဲ့ခန်းထဲမှာခက်ငန်ကြံရည်သည်ဟာလှနေတော့မယ်ဒါဘယ်တော့မှမငင်းနိုင်တော့အချက်ဖြစ်သည်ကိုမုတ်ဆိုးမှလူလွတ်အမျိုးသမီးတယောက်ဖြစ်ယခုမှမြင်မိတော့ကြောင့်ကျွန်တော်ကိုအပြစ်တင်မိသည်ဦးမျိုးချစ်ဟာဖေတန်ငယ်ချင်းပဲဖေရှိစတဲ့တော့ကတခါမှမလာပဲနဲ့အခုဖေဆုံးတော့တာလေတည့်ရတာနဲ့ဘာဖြစ်လို့လာတာလဲဖေထံမှတဆင့်မျိုးချစ်ဆိုတော့လူငယ်တယောက်အကြောင်းမကြာခဏကြားဖို့ပါသည်ကျောင်းစာကလွဲပြီးအားလုံးကိုနှက်ဆက်ကျွမ်းကျင်သူဟုသောအချက်ဖြစ်ပြီးမျိုးချစ်သည်ကျွန်တော်အိမ်မက်တွေထဲမှာဇလိုက်ဖြစ်ခဲ့သည်ဘိုးကြီးကိုနောက်ပြန်လှန်ပြီးကျွန်တော်ကိုမထိတထိကြည့်နေသည့်ဓာတ်ပုံထဲကမျက်လုံးများကိုကျွန်တော်အားကြသည်ဓာတ်ပုံထဲမှာဖေနူးညံ့တိမ်မွေ့သောအပြုံးနဲ့မျိုးချစ်၏ရိုင်းဆိုင်ကြမ်းရှာသောအကြည့်ကိုရှင်ကြည့်မိတိုင်းကျွန်တော်ဒီယောက်ျားတစ်ယောက်၏နူးညံ့ပျော်ပြောင်းမှုကိုဘလို့မှတဘောမကျနိုင်ကြောင်းသိကြလာခဲ့သည်ယောက်ျားတစ်ယောက်သည်ဗီဇတဘဝအားဖြင့်ကြံတန်းရမည်ခွန်အားပြည့်ရမည်ပါးနက်လင်မြန်ရမည်လိုအပ်လင်ဘာမဆိုရှင်ပြိုင်အနိုင်ယူတတ်ရမည်တခါတော့ကမြစ်ရည်ကြီးချိန်ကမ်းနားမှာရေစင်းချိုးရင်
ဖေဖေရင်းနစ်သွားတော့အခါမျိုးချစ်ကဖေဖေကိုကယ်ဆယ်ခဲ့ရသည်တဲ့မျိုးချစ်သည်ငါးတကောင်လိုရေကူးကျွမ်းကျင်သည်ဟုဖေဖေပြောခဲ့ပါသည်ဖေဖေကရေမကူးတတ်ဘူးလားဖေဖေကိုတွဲကောင်းဖြစ်စေချင်တော့ကျွန်တော်ကအားမလို့အားမရမေးပြီးတော့ဖေဖေကထုံးစံအတိုင်းနူးညံ့စွာပြုံးလေသည်မကူးတတ်ဘူးဖေဖေကကုန်းမြင့်မှာကြီးပြင်းရတယ်လို့မျိုးချစ်ကတော့ကမ်းနားမှာကြီးပြင်းခဲ့တဲ့လူလေဒါပေမဲ့ယောက်ျားတစ်ယောက်ကရေကူးတက်ဖို့တော့ကောင်းပါလေဖေဖေကကျွန်တော်ကိုစိုးရင်ထိတ်လန့်စွာကြည်သည်ဒါမြစ်ထဲချောင်းထဲရှိသွားကူဘူးတလားဖေဖေတို့မသိအောင်ဘယ်တော့မှများတွားကူလိုက်တယ်လဲဘာဘူးပါနဲ့ဖေဖေကျွန်တော်ရေကူးကျွမ်းကျင်နေပါပြီမေမေကကျွန်တော်တို့သားဖာကိုခက်လန့်လန့်မှအကဲခတ်နားထောင်ရင်တိုးတိတ်ရီမောခဲ့ဘူးလေသည်ကျွန်တော်တို့မျိုးတဲတောင်ကုန်းကြီးတစ်ဖက်ရှိကျွန်းပေါ်ကရွာကလေးတို့လေတနက်တစ်လက်ဖြစ်ခါတွေဂျိုးတွေလိုက်ပစ်တတ်သူမှာမျိုးချစ်တောင်မြေမော်ရေရှမ်းစင်ကမ်းနားမှာကြောက်ချတယ်လို့ထိုင်လျက်စိတ်ရှိလက်ရှိငားများသူမှလည်းမျိုးချစ်ဖေဖေကတော့ငားကလေးတွေဂျိုးကလေးတွေကိုတနာတီမှုဆိုကမျိုးချစ်မြင့်တင်ကျွေးသည်မြငင်းပယ်ခဲ့သည်ထိုကကျောင်းလစ်ပြီးထိုကျွန်းပေါ်တို့အုပ်စုလိုက်သွားကပြောင်းခင်းတွေတင်ခိုးဝင်ပြောင်းမှုတွေချိုးစီရီတွေစွတ်ကမ်းနားမှာတပြောတပါငားများခဲ့ဖို့ဒီကျွန်တော်တို့တငယ်ချင်းတတိုက်အကြောင်းဖေဖေကိုမပြောဘဲထားရင်ဆုံးဖြတ်ခဲ့သည်အတန်းထဲမှာစားတော်ပြီးနူးညံ့ချောမောတော့ဖေဖေကိုမနာလိုစိတ်ဖြင့်ခရရန်ကောင်တွေကကျောင်းအလာမှာစောင့်ပြီးရန်ဆစဉ်ဖေဖေကိုစားအားလုံးကိုကြမ်းကြမ်းရမ်းတိုက်ခိုက်ကဖေဖေကိုကာဝယ်ခဲ့ရတော့မျိုးချစ်ကိုညတညမှာတော့အုပ်စုလိုက်ဝိုင်းရိုက်ခဲ့ကြမှုတည်းဟုဖေဖေပြောဖို့ပါသည်ဖေဖေတို့အချင်းချင်းရောရံမဖြစ်ဘူးလားဟင်ဖေဖေကချက်ချင်းမဖြေသေးပဲခိတ္တစဉ်းစားနေပြီးမှခတ်တိုးတိုးဖြေသည်နှစ်ခါရံဖြစ်ဘူးတယ်ဘယ်လိုနိုင်လဲအထီးကကြတော့မိကုံကိုကျွန်တော်မေးတော့ဖေဖေခက်မဲ့ပြုံးသည်တစ်ခါကသူနိုင်တယ်တစ်ခါတော့ဖေဖေနိုင်တယ်ဖေဖေဘယ်လိုနည်းနဲ့သူ့ကိုနိုင်တယ်ခုဖေဖေကြစ်လက်တွင်ရတော့ကိုခနာကိုကြည့်၍ဆက်စုမိတော့အခါမှာတော့ဖေဖေမျက်နှာတည်ကြည်သွားပြီးစကားလွှတ်ပြခဲ့သည်မိမိမျက်နှာမှာဖေဖေဆုံးပြီးနောက်ပိုင်းပထမဦးဆုံးအချိန်ရွှင်လန်းတောက်ပလျက်ရှိတဲ့ကိုစိတ်မကောင်းစွာကျွန်တော်ရိပ်မိနေသည်မိမိမျက်နှာအမြဲတမ်းကြည်နူးချမ်းမြေ့နေစေခြင်းတော့လေယခုလိုရွယ်သူတစ်စိမ်းတစ်ယောက်ကြားတယောက်၏စကားတွေကြောက်တော့မိမိကိုမရွှင်လန်းစေခြင်းပါဘဲတော့အတူတူပဲဆိုပါတော့ခမားအဆောင်ကိုသူလာနေကြညနေတွေကလွဲလို့ပေါ့ဗျာမိမိမျက်နှာမှာရှက်စနိုးအပြုံးလေးတစ်ခုနူးညံ့စွာပေါ်လာသည်ဟုတ်တယ်နော်ရှင်ဘယ်တော့မှပါမလာဘူးသူ့မျက်နှာနည်းနည်းမှုန်သွားသည်ကျွန်တော်ကအဲ့လိုပလီပလာကိစ္စတွေကိုစိတ်မရှိဘူးဗျသူခမားဆောင်သွားနေတဲ့အချိန်တွေမှာကျွန်တော်ကဘောလုံးကြီးဖိကန်နေခဲ့တယ်လေအဲ့ဒီရက်တွေဘယ်လောက်ကြာခဲ့တယ်လဲဆိုကျွန်တော်အတန်းလိုက်ချန်ပီယံဖြစ်လာတဲ့အထိပါပဲသူ့ရီမောတန်မှာကြမ်းတမ်းတော်လေပူနွေးတွေကိုကျွန်တော်ထင်တယ်ကျွန်တော်စိတ်ကူးအိမ်မက်ထဲမှာသူ့ရဲ့ကောင်လေးတဖြည်းဖြည်းမှုန်ဝါးနေပြီဖြစ်တယ်ဦးလေးမှာအိမ်တော်မရှိဘူးလားကျွန်တော်ဒီရိုင်းပြစွာပင်သူ့စကားကိုနှောက်ယှက်လိုက်မိသည်မိမိမျက်နှာကဘာမှမထူးကြတော့လဲသူကကျွန်တော်ကိုစူးစူးရဲရဲစိုက်ကြည့်ကမထီတထီပြုံးနေသည်မရှိဘူးလင်မြန်သောအဖြေကဒုံးတီးတီးဖြစ်နေသည်ရင်ကြီးသိမ့်မွေတော့ဖေဖေတာစပွဲဝိုင်းတွင်ရှိခဲ့ရင်ကျွန်တော်၏ရိုင်းပြမှုကိုမနစ်မြုပ်တလို့လှမ်းကြည့်တော့မှတေချာသည်မိမိကတော့ကျွန်တော်၏စကားဖြတ်မှုအတွက်နည်းနည်းမြအံ့ဩပုံမြင်ရဒါနဲ့မခင်ဘူးအကူအညီလိုရင်ပြောတော့ကျွန်တော်ကိုဘာမှအားနာစရာမလိုဘူးကျွန်တော်လိပ်စာခင်ဗျားတို့ကိုပေးခြင်းမင်းလိုအပ်ရင်ဆက်တွေ့ဖို့မိမိကဘာမှမဖြစ်ရသေးမီကျွန်တော်ကရုတ်တရက်ငင်းပြစ်လိုက်သည်ကိစ္စမရှိပါဘူးလေကျွန်တော်တို့သားအမိပြေဆုံးပါတယ်ဘာမှမစိုးရင်ပါနဲ့ကျွန်တော်နဲ့သူတယောက်ကိုတယောက်အချာကြီးစူးစိုက်ကြည့်နေတာဒီသူကလည်းတော်တော်နဲ့မျက်နှာမလွယ်ကျွန်တော်ကလည်းအရှုံးမပေးပဲစိုက်ကြည့်နေခဲ့သည်မိမိကကျွန်တော်တို့နှစ်ယောက်ကိုသဘောကျတယ်လို့ပြုံးကြည့်နေသည်နောက်ဆုံးတော့သူကအလျှော့ပေးရသည်သူကနှကန်းထောက်ဆုံးကလေးကိုယ်ရည်ပြုံးကခေါင်းတစ်ချက်ဆက်လိုက်သည်โอเคကျွန်တော်ပြန်မယ်မနေ့ပြန်ညနေလောက်မှလာခဲ့အောင်မယ်ပြောပြောဆိုဆိုသူထိုင်ရမှထားလိုက်သည်မြင့်မာတောက်တင်တော့သူ့ခနာကိုနဲ့ကျန်းတန်းသောသူ့မျက်နှာကိုအားကျစွာကျွန်တော်မော့ကြည့်မိခိုက်မှာပင်သူ့မျက်လုံးများကမိမိစီရောက်နေသောကြောင့်ကျွန်တော်ရင်ထဲမျက်ခနဲ့အောက်သွားရသည်သို့တော့သူပြန်တော့မိအတွက်ကျွန်တော်ဝမ်းသာပါသည်မိမိကစပွဲမှထရက်သည်သူ့ကိုကားပေါက်ဝါထိ
လိုက်ပို့ပြီးတော့မိလားဟုကျွန်တော်ထင်လိုက်သည်ကျွန်တော်ကမန်းကတန်းမတိတ်ထားရလိုက်သည်ရတယ်မိမိနေခဲ့ကျွန်တော်ဦးလေးကိုခြံဝိုင်းအပြင်ကြီးလိုက်ပို့ပေးလိုက်မယ်မိကကျွန်တော်မျက်နှာအရေးကြီးကိုဖေးဖေးထက်ပိုကျွမ်းကျင်စွာဖတ်တတ်သည်အေးကွယ်ဒါဆိုမိပကံတွေဆေးလိုက်အောင်မယ်သူကဘောင်းမီအိတ်တွေထဲလက်ထဲကကျွန်တော်စကားကြောင့်ဘာမှမထူးခြားတော့တလို့ပင်အိမ်ထဲမှဖြည်းလေးစွာထွက်သွားသည်ကျွန်တော်ဒီသူ့၏နောက်နာမှာကလေးရဲ့တိတ်ဆိတ်စွာလိုက်ပါသွားမိသည်ခြံဝင်းထဲမှာတော့လာအောင်ရှွန်းလက်စားပြုတ်ပြီးမြင့်မာတော့အုံလက်များလေပြည့်လှုပ်ခတ်နေသည်ကိုသူမောကြည့်လိုက်သည်ထို့နောက်သူ့နောက်ကျောနာနီးကပ်နေတော့ကျွန်တော်ဘက်သို့ပြုံးကနေလှည့်ကြည့်သည်သူ့ရဲ့နဲ့ကျွန်တော်ရဲ့တိတ်မကွာတော့လေသူ့မျက်နှာကကျွန်တော်မျက်နှာပေါ်အုံမိုးနေတယ်လို့ခံစားလိုက်ရသည်ငါဒီနေ့အိမ်ရောက်သွားတော့ရှိသမျှတက်တာတွေဗီဒီယိုတွေရောင်းပြဖို့တိုင်လုံးရှင်းလင်းပြလိုက်တယ်ထင်းရှုတက်တာဟောင်းထဲမှာတခြားစာအုပ်တွေနဲ့အတူကျော်စန်းရဲ့မှတ်စုစာအုပ်တောက်တွေးတယ်ဆယ်တန်းနှစ်တုန်းကစာအုပ်တိတ်လာတဲ့လက်ရည်တွေမင်းသိမ်းထားခြင်းမလားလို့ကျွန်တော်သူ့ကိုကြည့်ရင်တကိုယ်လုံးနုံးခွေလာသည်ဖိဖိလက်ရည်သည်အမြဲလှခဲ့ပါသည်ကျွန်တော်ဘာမှမဖြေနိုင်ဘူးသူကဂျာကင်အင်ဂျီနောက်ကျောကိုမှကခါကြထိုးတာတော့စာအုပ်တောက်ကိုထုတ်ယူ၍ကျွန်တော်ကိုကန်ပေးသည်ကျွန်တော်အနှဲငယ်တုံရင်နေတော့လက်များဖြင့်လှမ်းကန်လိုက်၏ငါဆယ်တန်းတုန်းကလူရိုက်ခံရလို့ဆေးရုံတက်ရတယ်ငါကြောင်းပြတ်တော့ကျော်စံကငါလွတ်သွားတဲ့သင်ခန်းစာအလုံးကိုအဲ့ဒီစာအုပ်ထဲမှာရောကူပေးခဲ့တယ်သူ့အတန်အနှဲငယ်တိုးတော်သည်တင်ချာရောဓာတုရောဘိုင်းရောအစုံပဲကျွန်တော်ဒီတည်သက်စွာအဖုံဖုံထားတော့မှတ်စုစာအုပ်ကလေးကိုလာရောက်ဖြင့်တဲကွဲစွာမမြင်နိုင်ပဲစာရွက်တွေလှန်ကြည့်မိသည်စက်ကူဟောင်းနှံနေရောလျက်ပြုံလုံးနှံတင်းတင်းကလေးမှုေးနေသည်ကျွန်တော်ရုတ်တရက်အာကောင်တွေ၆တွေ့လာသည်ဒါနဲ့မင်းကလေးတွေနဲ့ပတ်သက်ဖူးပြီလားမမျောလင့်တော့မိကွန်းကြောင့်ကျွန်တော်သူ့ကိုစက်ကနေမောကြည့်လိုက်မိသည်သူကကျွန်တော်စိတ်ကိုထွင်းဖောက်တော့မလို့တဲတဲမဲမဲစိုက်ကြည့်နေတော့အခါကျွန်တော်မလုံမလဲဖြစ်သွားပါသည်ခမည်းနဲ့ပါဆိုင်လို့လဲဟုရိုင်းပြကျင်တော့လဲကျွန်တော်တိတ်ဆိတ်စွာပင်ခေါင်းနှိပ်လိုက်မိသည်သူက၆တွေ့စွာရင်မောလိုက်လေသည်ဒါလဲကြောစံအတိုင်းပါပဲလားခုနောက်ကျွန်တော်စပိန်များကိုညင်သာစွာဖွာပြီးပြန်တက်ပေသည်သူ့လက်ကင်တွေပုံမှာမထင်မှတ်ပဲနူးညံ့တိမ်မွေ့လွန်တော့ကြောင့်ကျွန်တော်စက်သိန်းဖြန်းကနေထားတော့ကစိတ်မက်မဲ့နောက်ဆုတ်ရက်လိုက်မိသည်သူကချက်ချင်းမျက်နှာလွှဲပြစ်လိုက်သည်သူ့တင်ကြိုင်ပမာလဲခဏကြောင်လာပြီးမှဖိဖိတင်ကြိုင်ကိုဆိုလိုကြောင်းတည်တော်ပါသည်ကြောက်ကုန်းမှာကျွန်တော်အတန်ကစိုးနစ်ထက်အားသွားသည်ဖိဖိအားသူကမြေချတော်နေကပူပင်တော့ကသည်ကျွန်တော်ထံရခင်ခံစားမှုအတိုင်းပြန်လည်ရောက်ရှိလာလေတော့သည်43နှစ်ဆိုတော့အလွန်ငယ်ရွယ်သေးသည့်အသက်ဖြစ်ပါသည်အင်ကအတူပါကလည်းကြောက်ကုန်းမှာချမှာပဲသူ့စကားကြောင့်စက္ကနဲ့တုံသွားပြီးကျွန်တော်ကိုသူကသဘောကျသွားတယ်လို့ပင်ခေါင်းတစ်ချက်နှိပ်သည်ငါဦးလေးဆုံးသွားပြီလေမနေ့ပြန်တကြိုမယ်ဦးလေးသာမသေးသေးရင်ငါဒီမျိုးကိုရောက်ပြအောင်မှာမဟုတ်ဘူးဒါနဲ့သူ့မိဘုံကဘယ်နာလောက်မှလဲဈေးဆိုင်တစ်ဆိုင်အကြောင်းစုံစမ်းနေတယ်လို့ခပ်ပေါ်ပေါ်မေးတော်မိခွန်းကြောင့်ကျွန်တော်ရင်ထဲမှာစူးစူးရှက်ရှက်ငါကျင်ဝမ်းနေသွားပါသည်ဝိဝဲလာတော့မျက်ရည်များကြောင့်မျက်လွန်ချပစ်လိုက်ရသည်မြေပုံမဟုတ်ဘူးဟုတ်ကူဈေးရဲ့ညာဘက်တောင်မှာကျွန်တော်ရဲ့အတန်မာထန်သွားတယ်ကိုသူလုံးဝကြည့်မဆိုင်ပဲခြာကနေလက်ထွက်သွားသည်နေသည်အနောက်ဘက်ကောင်းကင်မှာမြင့်နေဆဲဖြစ်သည်ကျွန်တော်လက်ထဲမှာခြံထဲကခူလာတော့နှင်းစီပန်းများရှိသည်အကယ်၍အမှန်တကယ်သူ့ဦးလေးအတူပါရှိနေပြီးသူနဲ့မတော်တဆတွေ့သွားလဲဖေဖေအုပ်ကူမှာပန်းလာချပြီးကြောပူလာသည်ဟုအကြောင်းပြနိုင်ရန်ဖြစ်ပါသည်အကယ်၍ခဏမိုးချုပ်အထိသူ့ဦးလေးအတူပါဆိုတာမရှိရင်သူလိန်ညာနေကြောင်းမိမိကိုပြန်ပြောပြမည်သို့တော့ကျွန်တော်တုတ်တန်တို့ရောက်သွားတော့အခါအတူပါတစ်ခုအမှန်တကယ်ရှိနေပြီးနေဖို့နေဒီကိုတွေ့ရပါသည်လူအနေငယ်တာကြံတော့တင်းကြိုင်းမြည်သည်ဖုံထုလွှမ်းလျက်ဝမ်းနဲ့ခြောက်ချပွေရာတိတ်ဆိတ်နေ၏ကျွန်တော်ဒီခက်လန်းလန်းမှမြေဖို့နေတော့လူစုထဲ၌ထင်းထင်းကြီးဖြစ်နေတော့သူ့ကိုမြင်လင်းမြင်ချင်းခဏရပင်တပင်ပင်စီဖြစ်ပုံးပွေရန်စူးစမ်းမိသည်သို့တော့အတုပကြောင့်ပူပင်တော့ကလုံးဝရှိဟန်မတူတော့သူကကျွန်တော်ကိုမြင်တော့ကလက်မြောင်ကြ၏ဟိုကြောင့်သူရှိရာတို့ဖြင်းချင်းတွန့်ဆုတ်စွာကျွန်တော်ရှောက်သွားရပါသည်လာမရောက်လာမယ်လို့ငါသိနေတယ်ကျွန်တော်တို့နှစ်ယောက်တယောက်ကိုတယောက်အချာကြီးစူးစိုက်ကြည့်နေမိကြသည်ဒီတခါမျက်နှာစလွှဲရသူကကျွန်တော်ဖြစ်ပါသည်ဖ
ဖေဖေအုပ်ကူရှိမှရမ်းမိကြတော့ကျွန်တော်တို့နှစ်ယောက်ဘာစကားမှမပြောနိုင်ကြပင်ငြိမ်သက်နေကြသည်နေအောင်ဖြော့ဖြော့သည်ထနှောင်းပင်ကိုင်းပြမှဖြတ်လျက်ဖေဖေအုပ်ကူပေါ်သို့ပျောက်သည့်ပျောက်ကြားကြာရောက်နေသည်ကျွန်တော်ယူလာသည့်နှင်းစီပန်းများကိုအုပ်ကူပေါ်တင်မိဟန်ပြင်ခိုက်သူကခဏလက်ပြသားသည်အုပ်ကူခေါင်းရင်းမှတင်နေတော့တိတ်ရွက်ချောင်းများမြေမှုန့်များကိုလေနဲ့မှုတ်၍ဖယ်ပေးသည်ထို့နောက်ဦးကျော်စံအသက်43နှစ်ဟူသောထွင်းစာထင်ရှားလာသည့်အထိသူ့လက်မျိုးထိပ်ဖြင့်ခပ်ဖောက်ဖောက်ပုတ်တက်ချနေသည်အုပ်ကူပေါ်ပန်းများတင်လိုက်ပြီးတော့အခါကျွန်တော်ဒူးထောက်ထိုင်ချလိုက်ပြီးကြောလိုက်ပါသည်ကျွန်တော်နှစ်ဘူးနဲ့အေးဆက်သောအုပ်ကူစွန်းထိတွေ့မိတော့အခါကျွန်တော်ရင်ထဲကပစုံတရားကိုတင်းကနေဆွဲယူဆုံညစ်ခံလိုက်ရတယ်လို့နာကျင်သွားလျက်မျက်ရည်များပြည့်ရှံလာသည်ကျွန်တော်အန်ကျိတ်လျက်အုပ်ကူစွန်းပေါ်နှစ်ဖူးမေးတင်ကစိတ်တည်ငြိမ်မှုရသည့်အထိထိန်ချုပ်ငြိမ်သက်နေစဉ်သူကဘေးမှမလုံးမရှက်ရပ်နေခဲ့သည်တော်တော်ကြီးကြာမှသူစကားစပြောသည်ငါနဲ့ကျော်စံလွန်ခဲ့တဲ့နှစ်ပေါင်း30လောက်ကဒီတင်းချိုင်းထဲမှာတယောက်ကိုတယောက်ဖပ်ပြီးငိုဘူးလေကျွန်တော်မျက်ရည်တွေကိုမေ့သွားပြီးစက္ကနဲ့ကောင်းမောကြည့်လိုက်တော့သူကျွန်တော်ကိုကြည့်မနေပါမင်းခါဆုံးတော့ကပေါ့ကျော်စံအမေလေးကျော်စံကအသက်73နဲ့ငါက14နဲ့ဟောဟိုနေရလောက်မှာမင်းခွားရဲ့မြေပုံရှိခဲ့ဘူးလေကျွန်တော်ဒီသူလက်ညှိုးညွန်ပြရာကုန်းမို့ကလေးကိုနှမ်းကြည့်ရင်ဖြင်းညင်းစွာမတ်တိုက်ရလိုက်သည်ထို့နောက်မျက်လုံးတစ်ဝိုက်ကိုလက်ခုံဖြင့်ကျန်းသက်စွာပုတ်တုပ်ပစ်လိုက်ပါသည်ကျော်စံဆုံးတော့ကမင်းဘေးမှာမင်းနဲ့သူဝမ်းနဲ့မဲ့တင်နေခြင်းမရှိဘူးမဟုတ်လားကျွန်တော်ကြောင်းအားစွာပြီးခေါင်းခါရန်လိုက်သည်ဆိုးတာပဲလူတယောက်ဟာဘဝမှာအရင်နှီးဆုံးတန်ငယ်ချင်းဆိုတာရှိတဲ့နဲ့ကျွန်တော်မှတန်ငယ်ချင်းတွေအများကြီးပါဟုတ်ပြန်ပြောချင်တော့လည်းမပြောနိုင်ပါတကယ်တမ်းကျတော့ကျွန်တော်မှကောင်းသူဆိုဖက်ရင်းနှီးပွင့်လင်းသောတန်ငယ်ချင်းမရှိပါပြိုင်ပတ်များတာရှိပါသည်ပြီးခါမှဒေါ်လာတကြီးရန်ဖြစ်ပြီးအနှစ်20လောက်အဆက်တွေပြက်ကျင်ပြက်ပလေးစီပေါ်လေသူကဇားအောင်ပြန်ဆက်ပြီးခါဟာရီမော်သည်ရီတံမှာ6တွေ့ကွက်အပ်၏လေဒီကျွန်တော်တို့စီတို့ဖုံးဝိတ်နဲ့မကြီးရွက်6များကိုတည်လာ၏ဟိုးဝေးစီမှာအဝေါ်ငှက်တကောင်ဆွဲဆွဲငင်ရင်အော်မြည်နေသည်ကျွန်တော်ဖေဖေကိုနန်းဆွတ်စိတ်ဖြင့်သူ့လက်မောင်းကိုပထမဆုံးအကြိမ်ရင်းရင်းနှီးနှီးစုပ်ကိုင်မိသည်ဖေဖေအကြောင်းလေးပြောပြဆမ်းပါဦးလေကျော်စံနဲ့ငါနှစ်ခါရန်ဖြစ်ရဘူးလေဖေဖေတစ်ခါတုန်းကပြောဖို့ဒီစကားအတိုင်းပါပဲဖေဖေရှုံးသလားအဓိကကြတော့ချက်ကိုပင်ဖေဖေတုန်းကလို့ကျွန်တော်မေးမိသည်သူအဖြေကဖေဖေအဖြေတဲ့ပိုးရေးပြေဆုံးပါလေပထမတစ်ခါတုန်းက6တန်းနှစ်ပေါ့ကောင်မလေးတယောက်အဲကောင်မလေးနဲ့ပတ်သက်ပြီးတက်ကြတာကောင်မလေးနာမည်ငါမေ့သွားပြီမဟုတ်ဘူးငါအဲ့ဒီကောင်မလေးနာမည်ကိုကောင်းကောင်းတော့မသိခဲ့ပါဘူးငါကြော်စန့်ကိုလက်သေးနဲ့တစ်ချက်ထိုးပြလိုက်တယ်ကျွန်တော်ဒီကိုယ်တိုင်ထိုးခံရရတယ်လို့စက္ကနဲ့နာကျင်သွားသည်နောက်တစ်ခါဆိုမင်းနဲ့ငါအပြက်ပဲလို့သူ့ကိုချိန်ချောက်ခဲ့တယ်သူကောင်မလေးနဲ့တစ်ခါတည်းပြတ်သွားတယ်စားတကူတည်းကိုပဲသူအိုင်မဆိုင်တော့တယ်အဲ့ဒါသူ့အတွက်တိတ်ကောင်းပါလေငါကဒီကောင်ငါ့ကိုဖြုံသွားပြီလို့အောင်းမိခဲ့မိတယ်ဒါပေမဲ့ခေါ်လီတတိယနှစ်ယောက်တော့နောက်တစ်ချိန်ထက်ရန်ဖြစ်ရပြန်တယ်ဒီတစ်ခါတော့မင်းအမေမခင်ဘူးကြောက်ဖို့ကွာကျွန်တော်သူ့မျက်လုံးများကိုစူးစူးချာချာအကဲခတ်လိုက်မိသည်ငါဘလောက်ပဲဒေါ်လာကြီးကြီးဆဲဆဲဆူဆူကျော်စံကလုံးဝနောက်မဆုတ်တော့ဘူးနောက်ဆုံးတော့မခင်ဘူးနဲ့ရုံးမှာတွားလက်ထပ်မဲ့ညကငါ့ကိုအတိတ်တွေလှုပ်ပေးဖို့လာပြောတယ်သူခက်တက်တဲ့ရည်ဒီကိုနှခမ်းရတာသိရတော့လေသူ့ရည်တံကိုကျွန်တော်မကြားရပါငါသူ့ကိုဆွဲထုတ်ပစ်လိုက်တယ်သူကငါ့ကိုပြန်ထိုးတယ်ဘလောက်အောင်ဖို့ကောင်းလဲဘယ်တော့မှလူတယောက်ကိုလက်သေးနဲ့မထိုးဘူးတဲ့ကျော်စံကငါ့ကိုထိုးတယ်ပြီးတော့ပြောသေးတယ်မင်းသိတဲ့ကိုကောင်းဆန်တဲ့ကောင်းတဲ့မင်းလိုအယူကောင်ကိုငါမပေါင်းချင်ဘူးတဲ့သိစိတ်တော့ပတ်ဝန်းကျင်နဲ့သူ့အသက်ရှူတမ်းမှာပြင်းထန်လာသည်ငါ့ကိုအယူလို့ပြောဘာပြောငါမနာပါဘူးဒါပေမဲ့ငကူကောင်းဆန်တဲ့ကောင်းလို့သူ့ပါစကပြောလိုက်တော့ငါဝမ်းနေတယ်ငါဘဝမှာဒီတငယ်ချင်းပဲအရင်ကြီးဆုံးအရေးကြီးဆုံးအခင်းမင်းဆုံးငါလုပ်သမျှငါတက်ရှင်သမျှဟာသူ့အတွက်ကြီးပါပဲဒါပေမဲ့တိတ်တကူကောင်းဆန်တဲ့ကောင်းလို့ငါဆွဆွဲခံခဲ့ရတယ်အဲ့ဒီနေ့ကစပြီးငါတို့ချင်းမတွေ့တော့တာတည်တဲ့အထီပေါ့ပတ်ဝန်းကျင်ကြီးတဖြည်းဖြည်းအမှောင်ရိပ်လွှမ်းလာသည်လေတို့တွေ
အေးဆက်တိတ်သေးတာသည်အနောက်ဘက်ကောင်းကင်တွင်နေရောင်လုံးဝကွယ်ပြောက်ခဲ့ပြီသူ့ကိုကျွန်တော်ဘာပြောရမှန်းမသိတခုခုတော့ပြောချင်သည်သို့တော့မပြောဘဲထားတာကပိုကောင်းသည်ဟုကျွန်တော်ဆုံးဖြတ်လိုက်ပါသည်ဖေဖေကဦးလေးကိုတော်တော်ခင်ခဲ့ပါတယ်နှစ်သိမ့်တယ်လို့ခဆဆပြောလိုက်ပြီးတော့သူကပြုံးရကောင်းနေသည်ငါသိပါတယ်ပတ်ဝန်းကျင်တစ်ခုလုံးမဲမောင်လာသည့်အထိဖေဖေအုပ်ကိုပေးတွေကျွန်တော်တို့ငြိမ်သက်စွာရပ်နေခဲ့ကြပါသည်ဆီယာမချူ